မင်္ဂလာပါရှင်ဒီနေ့မှာတော့လူကြိုက်အများဆုံးဖြစ်တဲ့အတွင်းလန်းကျယ်ပေါ်လေးဖြစ်တဲ့ပြင်ဆင်ပုံကအစတော်တော်လေးကိုအကြိုက်တွေးစီမဲ့အခန်းနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်တောင်ကလာပါမျိုးနယ်ကအချက်အချာနေရာတစ်ခုဖြစ်တဲ့73ရက်ကွယ်ရသဝရီလမ်းမပေါ်ကြီးမှာတည်ရှိပြီးတော့တန်တုမာလမ်းမယူထဲပေါက်တဲ့အခန်းပဲဖြစ်ပါတယ်ဝရဏစပိတ်မှာဆိုရင်ကြွေပြားခင်းပေးထားပြီးတန်ပန်းဆန်းရှိပတ်လည်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အရှိမျက်နှာစာဖြူဟာဆိုရင်ဖြင့်အလင်းရောင်နဲ့လေဝင်လေထွက်ကောင်းဆောင်ရရှိမှာပဲဖြစ်ပါတယ်မျက်နှာချက်မာဘဲဝင်းနဲ့ဘောင်ခတ်အလှဆင်ပေးထားမယ်မိန်းဝင်ပေါင်းမှာဆိုရင်တကား3ထပ်ကိုလုံးဝဆေးဖြောင်တက်ဆင်ပေးထားပြီးတော့ BCC ကြပြီးသားကိုပိုင်မီတာကိုပိုင်မော်တာများပါဝင်ပြီးဘရေကာများတက်ဆင်ပေးထားမယ် living room area space မှာဆိုရင်လှပတဲ့ခန်းနာမယ် TV ကွန်ဆိုးပါဝင်ပြီးတော့အိမ်ခန်းရဲ့အပြင်ဘက်မှာဆိုရင်ဗီဒီနဲ့ပုံဖော်အလှဆင်ပေးထားမယ်စီလင်မှာအလှချက်တည်နဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပြီးတော့ partition box ထဲမှာလှပတဲ့ပန်းကိုအယုတ်တွေပါဝင်ပြီးတော့ဖျားခန်းတီးတန့်ပါဝင်မယ်အိမ်ခန်းမှာပါကေးအပြည့်ခင်းပေးထားမယ်အခန်းနှခန်းဖွဲ့ပေးထားပဲဖြစ်ပါတယ်ရှင်လှပတဲ့အဖြူရောင်လိုက်ကလေးတက်ဆင်ပေးထားပြီး19ပေ54ပေကျဲဥပြီးအခန်းရဲ့အမြင့်ဟာဆိုရင်ဖြင့်6ပေရှိပါတယ်ရှင်အခန်းတစ်ခုလုံးမှာဆိုရင်အဲယာကိုနှလုံးပါဝင်ပြီးတော့အလင်းရောင်ကောင်းကောင်းရမယ့်ပရင်းပေါက်တိုင်းမှာကိုရီးယားကျိုးဆွဲလိုက်ကတန်ပန်းများတက်ဆင်ပေးထားပြီးတော့တာမန်တိုက်ခန်းတွေထက်ပရင်းပေါက်ကျဲတာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်ဘေးတိုက်မရှိတဲ့အခန်းပဲဖြစ်ပါတယ်အခန်းတိုင်းမှာဆိုရင်မိုင်းစတီတော့တက်ဆင်ပေးထားမယ်အခန်းနှခန်းဟာဆိုရင်ဖြင့်တော်တော်လေးကိုကျေဝန်းတာပဲဖြစ်ပါတယ်ရှင်အခန်းရဲ့အလွှာကတော့စရုပ်ထားထက်9လွှာပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေဖြင့်ဗန်နဲ့ချိတ်ဆက်ဝယ်ယူခြင်းနဲ့ဆိုပါကလည်းဝယ်ယူလို့ရပါသေးတယ်ရှင်အိမ်ခန်းရဲ့အပြင်ဘက်မှာပရင်းပေါက်ပါဝင်မယ်တခန်းလုံးရေမီစေးကြမ်းခင်းအကုန်အသစ်အသုံးပြုရမှာဖြစ်ပြီးတော့တိုက်အမှတ်ပေါင်းခြင်းဟာဆိုရင်ဖြင့်4ဖြစ်ပြီးတော့တိုက်အလှည့်ဟာဆိုရင်ဖြင့်အနောက်ပဲဖြစ်ပါတယ်ရှင်မီးဖိုကန်အဝင်း slide တော့အသုံးပြုပေးထားပြီး kitchen room တစ်ခုလုံး2ပေပတ်လည်ကျွေးပြားတွေအပြည့်ခင်းပေးထားပြီးတော့ရေချိုးခန်းအိမ်သာတီးတန့်ပါဝင်မယ်အဝေးလျှော်ဆက်ရေခဲတက်တာတေးချထားလို့ရမယ့်နေရာတွေပါဝင်ပြီးတော့ရှာဝါရေတိုင်ကြီးတစ်လုံးထည့်သွင်းပေးထားမယ်ဘိုးတိုင်းအိမ်သာအသစ်ဆက်တစ်လုံးတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်ဘားကောင်တာဘေးစင်နေရမီးဖို့ခုံတေးချလေးပြုတ်လုပ်ပေးထားမြင်တွေ့ရပြီးနံရံတိုင်းမှာကျွေးပြားတွေခင်းပေးထားပဲဖြစ်ပါတယ်ရှင်အောက်ဖက်အပေါ်ဘက်တွေမှာကပ်ပီနက်တွေပါဝင်ပြီးတော့လူကြီးမင်းတို့ရေအလုံးလောက်အသုံးပြုဖို့အတွက်အဝီစီဂျိုးပြူရေနှစ်လိုင်းပါဝင်မှာပဲဖြစ်ပါတယ်ရှင် emergency အပေါက်မှာဆိုရင်တစ်သားတကားတစ်ထပ်တန်ပန်းတစ်ထပ်ကိုလုံးဝစိတ်ဖြစ်အောင်တက်ဆင်ပေးထားမယ်တန်တုံးမလမ်းမကြီးကိုထဲလဲပေါက်မယ်အောက်ဆင်းလိုက်တာနဲ့ဈေးနီးကြောင်းနီးမှတ်တိုင်နီးတဲ့စာရွက်စာတမ်းအရှုပ်အရှင်းလုံးဝကင်းတဲ့အခန်းပဲဖြစ်ပါတယ်ရှင်တခန်းလုံးကြည့်ပြီးလို့ကြိုက်နှစ်သက်သွားရင်ရွှေစင်းကိုဆက်သွယ်ပေးပါရှင်နှလုံးသားတွေနှွေးထွေးစေမယ်အေးချမ်းလုံခြုံမှုတတ်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင် property မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်